ကျွန်တော်တို့မနက်ကတော့ plate မွေပြားမှာဒုက္ခတွေရှိတယ်ဆိုတော့သွားကြည့်ရပေါ့နော်ဒါပေမဲ့ပြားမှာရှိမနေဘူးနော်အဲ့ဒါကျွန်တော်တို့ဒီဘုံကြေးရွာကိုလာတဲ့အချိန်မှာလမ်းနေပိတ်လိုက်ပြီးတော့ဘုံကြေးရွာကိုကျွန်တော်ဝင်လို့မရတော့ဘူးအဲ့ဒီမှာစုံစမ်းကြည့်တော့လဲတို့ရှင်းလင်းရေးစတင်လုပ်နေတဲ့အတွက်လမ်းနေပိတ်လိုက်လို့ကြားတယ်ဘုံကြေးရွာမှာလည်းကားတွေပိတ်လောက်အောင်အဲ့ကြေးရွာကိုသွားကြတယ်နာမည်ကြီးသွားတဲ့ကြေးရွာဖြစ်တဲ့အတွက်ဆိုတော့အဲ့ကြေးရွာမှာဒီလာလူတွေပစ္စည်းတွေတော့အရှံပဲဖြစ်နေတယ်ပြောတယ်ပေါ့နော်ဒါကျွန်တော်ကြားတာပေါ့အားနဲ့ကျွန်တော်တို့စကိုင်းကိုထွက်လာတယ်စကိုင်းကကျွန်တော်တို့ဒီတရားကိုပရိပက်အဖြတ်ကို2နာရီလောက်အချိန်ယူရတယ်ဒီတရားမှာဒါလူတဲ့ကားအပြည့်ပဲတရားတော့ရှောက်မှာပေါ့နော်ဆိုတော့စကိုင်းကိုရောက်တော့ကျွန်တော်တို့စကိုင်းနဲ့မျိုးလုံးပတ်ကြည့်တယ်တော်တော်လေးတော့ထိခိုက်ပျက်စီးတာတွေ့ရတယ်ဒီစကိုင်းရဲ့ mainland ရက်ကွက်ပေါ့နော် mainland ရက်ကွက်မှာ Muslim မျိုးတွေလည်းတော်တော်လေးထိခိုက်တယ်လို့ကြားရတယ်ပေါ့နော်အဲဒီမှာပလီလည်းပြိုတယ်လို့ကြားရတယ်ဒီမီလန်နေရာရက်ကွက်ကအထိခိုက်ဆုံးလို့တော့ပြောပြရတယ်ပေါ့နော်ဆိုအဲ့ဒီမှာကျွန်တော်တို့တခြားဒီဒေတာကန်နဲ့ဆက်သွယ်ပြီးတော့မြင်နေတဲ့အခါမှာဒီဒေတာမှာလာတဲ့လူတွေပစ္စည်းကအများကြီးပေါ့နော်အဲ့ဒီစကိုင်းမှာကျွန်တော်တို့ထပ်တခြားပရိယလာလူနေတဲ့သူတွေလည်းမေးကြည့်တယ်ဒေသခံတွေလည်းမေးတယ်ကြည့်တော့စကိုင်းမှာကရေလည်းပြန်ပြီးတော့အဆင်ပြေနေပေါ့နော်ဟိုရှင်းလင်းတွေဒီကေသေးကြီးလောက်တာလဲဒါတော်တော်များလဲပြီးတော့ဖြစ်နေပြီပေါ့နော်တော်တော်များလေးလုံနေကြပြီဟိုလာလူရဲ့ပစ္စည်းကအရင်များတယ်စကိုင်းမှာပြီးတော့မရသေးဘူးလုံးဝပေါ့နော်ဆိုတော့ဒါကစကိုင်းအတွက်အခက်အခဲတစ်ခုဖြစ်နေတယ်နောက်အဲ့ဒီစကိုင်းရဲ့လူရောက်ပေါက်နေတဲ့ private တစ်ဖွဲ့နဲ့တွေ့တယ်နော်သူတို့ပြီးတော့ရောက်ပေါက်နေတဲ့နေရာကိုသွားမယ်ဆိုတော့အဲ့နေရာကိုကျွန်တော်တို့ရောက်သွားတယ်အဲ့နေရာကြောင်လဲကြားတယ်အဲ့ဒီမှာပေါ့နော်ဖုန်းကြောင်လေးကြောင်ရှိတယ်မယ်ဒီကချင်းကြောင်တဲ့လူတွေနေရက်ကွက်သေးသေးလေးပေါ့နော်အိမ်တွေအများကြီးမဟုတ်ဘူးအိမ်လေး50လောက်ရှိတဲ့နေရာလေးတစ်ခုရှိတယ်အဲ့နေရာတော့တူရောက်ပေါက်ရမ်းနေတယ်အဲ့ဒီမှာလိုအပ်ချက်တွေရှိနေတယ်ပေါ့နော်အဲ့မှာလည်းငလင်းနဲ့ခံလိုက်ရတယ်ဖုန်းကြောင်တစ်ချောင်းဆိုရင်ကိုရင်တပားပြန်တော်မူသွားတယ်သုံးပါးဆေးရုံမှာလို့သိရတယ်ဆိုတော့တချို့အကြောင်းတွေကနေရာတွေပြိုကျသွားတယ်အဲ့ဒီနေရာလေးကလူလုံးဝမရောက်တဲ့နေရာလေးလို့လည်းသိရတယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်ဆိုလာမီတွေပေါ့နော်တအိမ်ကိုတစ်လုံးပေးခဲ့တယ်နောက်ဒီလူတွေနေတဲ့အိမ်တွေပေါ့နော်အိမ်တွေကတော့တအိမ်ကိုကျွန်တော်2000လုံးပေါ့နော်2000လုံးပေးခဲ့တယ်ဖုန်းကြောင်းကပြန်တော်မူသွားတဲ့ကိုရင်တွေအတွက်ကောနောက်ဟိုဟာစေုံတန်နေရကိုရင်တွေအတွက်ကောနောက်တွေ့တဲ့ပစ္စည်းကနေရတော့ကျွန်တော်လည်းနိုင်သလောက်ပေါ့နော်ကျွန်တော်တို့အလူတွေကနေပြီးကျွန်တော်တသိန်းပေါ့နော်ဖုန်းကြောင်းတစ်ကြောင်းကတသိန်းတစ်ကြောင်းကအကြောင်းသေးသေးလေးက9000ဒီဘက်ကမေသားရှင်တစ်ကြောင်းကတသိန်းပေါ့ဆိုတော့အဲ့ဒါလေးတွေကျွန်တော်တူပြစ်ခဲ့တယ်နောက်ဆိုလာမီဒီတစ်လုံးစီယူခဲ့တယ်ဆိုတော့ပြီးတော့ကျွန်တော်ဒီဒေတာကန်ဖြစ်တယ်ပေါ့နော်ဒီ brighter အသင်းတစ်ခုပေါ့နော်ဟော brighter တပတုက brighter အသင်းကဥက္ကဋ္ဌနဲ့သွားပြီးတော့စကားပြောတယ်သူ့ကိုလိုအပ်တာတွေမေးတယ်သူတို့ရဲ့ပြောကြားချက်ရအခုချိန်မှာဒီစကိုင်းဒေတာမှာလိုအပ်နေတာကပြစ်စမီမီကတော့အခက်အခဲအများကြီးဖြစ်တယ်အခုရှင်းလင်းနေလုပ်တယ်ဒီအမိုက်တွေပေါ့နော်တိုက်တွေပြောစက်ရန်အများကြီးတွေအသုံးပြုရတယ်အဲ့အတွက်သူတို့မှတကယ်လိုအပ်နေတာကသူတို့တက်ခက်ခဲနေတာဒီဇယ်စီပေါ့ပရီမီယာဒီဇယ်စီရမယ်ဆိုရင်သူတို့တက်အများကြီးထောက်ကူဖြစ်တယ်နောက်ဆေးရုံမှာလည်းဒီမီးစက်နဲ့ run ရတယ်ပေါ့နော်မီးစက်နဲ့ run ရတယ်ဆိုတော့ဆေးရုံမှာလည်းဆေးရုံတွေလည်းဒီမီးစက်ပေါ့နော်ဒီစီကအဓိကလိုအပ်နေတယ်လို့သိရတယ်မီးပြဿနာပေါ့မီးလည်းသူတို့ကြားရတော့ရဖို့အမြဲဆုံးကြိုးစားနေတယ်လို့ကြားတယ်မီးလည်းရရင်တော့သူတို့အတွက်ပို့ပြီးတော့တိုက်ထက်လုံးပေါ့ခုလိုလိုအပ်တော့ဒီဇယ်73စီပေါ့73စီကစကိုင်းတက်ကိုလိုအပ်နေတယ်လို့ပြောတယ်ပြီးရင်ဒီမကြခင်မှာဒီမျိုးအိမ်ဟောင်းတွေကိုရှင်းလင်းရမယ်အပိုင်းပေါ့နော်ဒီဟာသူတို့ချို့အိမ်တွေဖြတ်ရင်ပတ်စံပေးရမှာပေါ့နော်ရာနဲ့ချီပေးရမယ်ဆိုတာ60လို့ပဲဒီဘက်မှာလည်းဖြစ်နေမပေးနိုင်ကြဘူးပေါ့နော်ဆိုတော့လုပ်ငန်းရှင်တွေနေနဲ့ဟိုဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပဲဖြစ်ဖြစ်လုပ်ငန်းရှင်ဒီတကေးတွေပဲဖြစ်ဖို့နော်ဒီစကိုင်းဒေတာကိုစိုက်ရန်နေရတဲ့စီတွေကဒီနောက်ပိုင်းပေါ့နော်ဒီအခု
ကားရင်းနဲ့လာလူတဲ့စားတောက်တွေရေတန်းတွေပါတွေညာတွေချိုးတွေလာလူတဲ့နောက်ပိုင်းမှာလိုအပ်လာနိုင်မယ်ထင်ရတယ်73စီရဲ့စက်ပစ္စည်းတွေပေါ့နော်ဒီဘူရိုဇာတွေရန်နေရာကြီးတွေပေါ့အဲ့ဒါကအဓိကလိုအပ်လာမယ်